မ်းမြလွမ်းပုံမဟုတ်တော့အခုတို့ရခိုင်မှာအခုတို့ဘုံကျဲသွားတဲ့ကိစ္စဈေးလေ ဟာမို့အဲ့ဒါဈေးမဟုတ်ပါဘူးအဲ့ဒါမင်းတို့ ဈေးမှာပြည်သူပဲရှိတာလေ မဟုတ်အဲ့ဒါဒီလိုသူကသူလိတ် ဟိုအေးရှိတယ်ဆိုလို့ ဟာခလေးလေးလေအဲ့ဒါအေးဖြစ်မလား မဟုတ်လေဘူးဒီခရမ်းသီးတွေကြားမှာအေးရရှိတယ်ဆိုတော့တရေကအဲ့နာကွက်တိရတာ ဟုတ် ကွာ ကဲ့အခုအေးရအဲ့လိုမျိုးမပေါ်ဘူးကိုတို့ဗီဒီယိုတွေပဲဝင်မပေါ်ဘူးကိုတမင်လုံးလုံးတယ်ပြော ဟေ့အောင်ဗီဒီယိုထဲဝင်ပို့တာပဲငါတို့ဘက်ကလား အဲ့ဒါဂျီနိုဆိုင်နော်ကိုတို့ပဲလေဗီဒီယိုထဲမှာဝင်ပေါ်ဘူး ဟာ လား ဒုက္ခပါပဲကွာ ဂျီနိုဆိုင်နော်ရတယ်အခု ICC ကလည်းအမှုကမဆုံးဖြတ်သေးဘူးဆိုတော့မှီသေးတယ်ထက်တင်ပေးလိုက် ICC ကအမိန့်ချတော့မှမင်းကလည်းမလုပ်နဲ့ ဒီမောပို့ပေးမယ်ဒီမော ဘယ်ဟုတ်တိမှုပို့ပြီးမလို့ ဒီမောအခုမှအမှုအစပြောတာလေ တင်မောလက်စီတာအခုတိုင်အောင်လက်ခိုင်းလိုက်ပြီနော် ရတယ်လေအဲ့တန်ရုံးလစ်တော့လို့လက်ပို့လို့ရတယ် ဟာအေးရကြိုက်ပါကြိုက်ပါ ဟုတ်တယ် ဒါမင်းတို့ရာမညမြေမို့လို့ငါတို့လှုပ်လိုက်တာ တန်မြူစဲနဲ့ရေးမှာဒီလောက်ခံရတာတော့ ဟာ ဟုတ်တယ်လေ တန်မြူစမ်းနဲ့ရေး အေးလေ တနာတယ် အော်လုပ်ပြန်ပြီ ဟဲ့မုံရွာနဲ့မြိုင်ဦးတာမင်းကောင်တွေလွတ်လိုက်စမ်း ဘာဖြစ် မုံရွာနဲ့မြိုင်ဦးလာကြည့်လိုက်လို့ ဆက်ကောင်ပြီးသွားပြီလေဂိမ်းသွားပြီလေ ဘယ်လိုဆက်ကောင် ဟာချင်းညာဆဲကောင်အဲ့ဒီမုံပါလေမုံရွာနဲ့ မြိုင်လေ မြိုင်ဩမြိုင်ဆိုင်သေးတာဘုခါတစောင်းနိုင်တော့မရောက်သေးဘူးဆဲကောင်တန်မြူစက်ကိုအားကြပြီးတော့ငါးကောင်ထပ်တိုးလိုက်တာဇာရိုးပဲနော်ကိုတို့တင်ဇာရိုးပဲ အဲ့ဒါပဲဟမ် ဟုတ်တယ်အနီတောင်ထိုးသလိုပဲဇာရိုးတွေကြီးပဲတည်တာ အခုလိုက်စဉ်းစားတာကြည့်လိုက်တော့နော် စဉ်းစားမှုတရင်ကောင်းရှိတယ်နော် တရင်မို့ငါတရင်စိုးတွေကြီးပဲမို့လို့တမင်တရင်ကောင်းဆိုလည်းငါကြောက်တယ် ကျွန်တော်တို့ရန်ကုန်မှာเนาะဒီမြန်မာပြည်မှာဗျာမြန်မာပြည်မှာဒီဥရောပနဲ့ပတ်သက်တဲ့တန်ရုံ3ရုံရှိတယ် 17ရုံရှိတယ်3ရုံကပြန်လစ်သွားပြီ ပြန်လဲသွားပြီ ဒိမဲ့တန်ရုံလည်းလစ်သွားပြီနော်အခုဟိုတနေ့ကတန်ရုံတရုံထက်လစ်သွားပြီ ကဲဝမ်းသာလိုက်တော့အခုဖင်လန်တန်ရုံမှာလစ်သွားပြီ ဟာ ဖင်လန်တန်ရုံလစ်သွားပြီ အခုလိုက်ရေ ဟေး ဟိုကတော့ဖင်လန်သွားပြီ သွားပြီဖင်လန်လစ်သွားပြီ အခုလိုက်ရတော့လေဟိုကခံမဝင်ရတော့ ဖင်ခံပါလေ အညံခံတာကိုပြောတာအညံခံတာကိုပြော လူလေ ဒီတကောက်ငါမကြည့်ဘူးနော် တော်သေးတယ်